မင်္ဂလာပါ24ဖို့ဆင်ရင်ဘယ်လောက်လဲတဲ့အဲ့လိုပုံစံဆိုရင်ဈေးပြောရတာခတ်တယ်ပေါ့နော်ဈေးအများကြီးထိုင်ပြောမှရမယ်လီတီယမ်ဖြစ်တဲ့အခါကျတော့သူက mAh ပါပြောရမယ်ဘယ်လောက်အမ်ပီယာလိုချင်တာလဲ48ဖို့24ဖို့36ဖို့ဘို့ဒီတော့ပြောတာမှန်ပြီ24ဖို့ဆိုရင် 15A 20 13A 10ဘယ်လောက်အမ်ပီယာလိုချင်တာလဲအဲ့ဒီအမ်ပီယာလေးထည့်ပြောပေးရင်ကျွန်တော်ဒါဈေးတန်းပြီးပြောပေးလို့ရတယ်เนาะကျွန်တော်ဈေးဖြည့်ပေးပါလေကွန်မန့်မှာလည်းကျွန်တော်ဈေးဖြည့်ပေးတယ်เนาะအဲ့တော့ကျွန်တော်မေးပြီဆိုရင်အမ်ပီယာလေးဘယ်လောက်လိုချင်တာလဲအဲ့လိုမပြောတတ်ဘူးဆိုရင်ကျွန်တော်ဒါလိုက်တာဖုန်းဆက်လိုက်ကွန်မန့်မှာမေးမနေနဲ့အဲ့ဒါပို့ပြီးတော့မြန်မယ်เนาะဒါလိုက်ဖုန်းဆက်လိုက်ဖုန်းဆက်ရင်ကျွန်တော်နဲ့စကားအပြောဆိုလုပ်ပြီးတော့ဘယ်လောက်အမ်ပီယာလိုတာလဲတနေ့တာမှာဘယ်လောက်တိုင်းတာသုံးတာလဲကိုကျွန်တော်နဲ့စကားပြောဆိုပြောပြီးတော့ကျွန်တော်မေးပြီးတော့ကျွန်တော်ဈေးပြောပေးလို့ရပါတယ်ဘယ်လောက်အမ်ပီယာဆင်ရမလဲဆိုတော့တော့ပေးလို့ရပါတယ်ဆင်ရမယ့်အမ်ပီယာကိုကုန်ကြမဲ့ပစ္စည်းတွေနဲ့အာမခံကြေးလက်ခတွေနဲ့ကျွန်တော်တွက်ပြီးတော့ပြောပေးပါမယ်เนาะကျေးဇူးတင်ပါတယ်